အခုဒီကန်ရဲ့ဟို feeling လေးကိုတွေ့ရပြီပါ ဒီကချစ်ကြည်ရေးပေါ့ဗျာချစ်ကြည်ရေးဆိုပျော်ဖို့ကောင်းပါဟုတ် အပြီးတော့ကိုဒါကန်ရဲ့ပုံစံကိုရှုရဲ့ခန္ဓာချက်တွေရော ဘယ်လိုပြောလဲပျော်ပါ ဟုတ်ကျေးဇူးပါတော့ကို ကျေးဇူးပါ